တရုတ်နိုင်ငံရဲ့ထျန်းကုန်းအာကာသစခန်းနဲ့အတူလိုက်ပါသွားတဲ့ရှန်ကျိုး21အာကာသယာဉ်မှူးတွေဟာစီစဉ်ထားတဲ့တာဝန်တွေအားလုံးအဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ခဲ့ခြင်းနဲ့အတူအာကာသအတွင်းပထမ3လကြာနေထိုင်မှုအောင်မြင်စွာပြီးစီးခဲ့ကြောင်းသိရပါတယ်။ရှန်ကျိုး21 mission ခေါင်းဆောင်ကျန်းလူဝူဖေးနဲ့ကျန်းဟောင်းကျန်းတို့ပါဝင်တဲ့အာကာသယာဉ်မှူးအဖွဲ့ကခနာကိုအောက်ပိုင်းကြွသားများလှုံ့ဆော်ရေးစမ်းသပ်မှုမှာပါဝင်လှုပ်ဆောင်ခဲ့ကြတဲ့အလေးချိန်ရှော့ချခြင်းရုပ်ပိုင်းဆိုင်ရာတက်ရောက်မှုတွေတိုက်ဖြတ်ရေးအထူးဖော်ပြထားတဲ့ဗီဒီယိုကို China Media Group ကဖေဖော်ဝါရီ 1 ရက်ညပိုင်းကပြသခဲ့ပါတယ်။၎င်းတို့ဟာစိတ်ကတဲ့ဇီဝဖနက်တွေစတဲ့အထူးပြုလုပ်ထားတဲ့ဂီယာကိုအသုံးပြုရင်ခြေထောက်ကြွသားတွေနှိုးဆွဖို့လေ့ကျင့်ခန်းပြုလုပ်ခဲ့ကြပြီးအာကာသအတွင်းကြွသားများသဟဇာတဖြစ်ပုံကိုလေ့လာဖို့အချက်လက်တွေစုဆောင်းခဲ့ကြပါတယ်။အာကာသစေပညာသုတေသနနယ်ပယ်မှာ၎င်းတို့ကအာကာသမှာရှိနေခြင်းလူခနာကိုယ်အတွင်းဆေးဝါးတွေကဘလို့အလုပ်လုပ်လဲဆိုတာကိုလေ့လာတဲ့ခနာကိုယ်အတွင်းဆေးရဲ့တက်ရောက်မှုစမ်းသပ်တဲ့စီမံကိန်းနဲ့တိုးတက်မှုစွမ်းဆောင်နိုင်ခဲ့ပါတယ်။အဲဒီစီမံကိန်းမှာဒရွေးနမူနာတွေစုဆောင်းခြင်းလဲပါဝင်ရာအဲ့ဒီဒရွေးကိုလေ့လာဆန်းစစ်ဖို့ကမ္ဘာမြေကိုပြန်လည်ပို့ဆောင်မှာဖြစ်ပြီးအာကာသအတွင်းဆေးဝါးအသုံးပြုခြင်းစီမံခန့်ခွဲမှုအတွက်အရေးကြီးအချက်လက်ပံ့ပိုးပေးမှာဖြစ်ပါတယ်။အဆိုပါအာကာသယာဉ်မှူး3ဦးဟာလူသားနဲ့ကွန်ပျူတာကြားယုံကြည်မှုဂျိုဘတ်လမ်းကြောင်းအတွင်းစိတ်ပိုင်းဆိုင်ရာဖော်ပြချက်တွေနဲ့အရေးပေါ်ဆုံးဖြတ်ချက်ချနိုင်စွမ်းစတာတွေအပါအဝင်လူသားစိတ်ပညာဆိုင်ရာစမ်းသပ်မှုများစွာပြုလုပ်ခဲ့ကြပါတယ်။